ဒီဇက်ကားမှာရုပ်တိနည်းနည်းမှမရှိပါဘူးအစကနေအဆုံးထိတွေးသားနဲ့ပွက်ထရက်ကဘာကြောင့်လူတက်နေရတယ်ဆိုတာဘယ်တော့မှရှင်းပြမထားပါဘူးလူတိုင်းကသူ့ရဲ့နောက်ထပ်ပြစ်မှတ်ဖြစ်နေတယ်လို့ခံစားရပြီးသူအသုံးပြုတဲ့လက်နက်တွေကလည်းအမြဲတမ်းပြောင်းလဲနေပါတယ်ဒီကားမှာတကယ်စလိုက်တိကမရှိဘူးလို့ပြောလို့ရပါတယ်တွေးသားအပြင်ပေါ်လာသမျှဇက်ကောင်အားလုံးဟာအဆုံးသက်ချက်အတူတူပါပဲမင်းကလေးတယောက်ကသူ့အိမ်တကားကိုဖွင့်လိုက်ပြီးချက်ချင်းပဲကြောက်လန့်တကြားအော်ဟစ်လိုက်တယ်သူမရဲ့မိခင်တည်ဆုံသွားပြီးဖြစ်ပြီးသူမကိုယ်တိုင်လည်း3စက္ကန့်တောင်မခံနိုင်ခဲ့ဘူးဒီအချိန်မှာနောက်မျိုးသမီးတယောက်ကစားတောက်ဆိုင်မှာစားနေတယ်သူမထသွားတဲ့အခါအပြင်မှာမျက်နှာဖုံးဆွတ်ထားတဲ့လူတယောက်ကိုသတိထားမိသွားတယ်အစပိုင်းမှာသူမတိတ်ကြီးမဆိုင်ခဲ့ဘူးဒါပေမဲ့အိမ်ပြန်လမ်းမှာသူမကအဲ့ဒီလူပဲသူ့ရှိမှရက်နေတာကိုပြန်တွေ့လိုက်ရတယ်ရိုးရိုးသားသားပြောရရင်ဒီကားတွေကရဲရရှိအားလုံးဟာလုံးဝအသုံးမကျပါဘူးသူတို့ကလူသက်သမားကိုဖမ်းဖို့မစွမ်းနိုင်တဲ့အပြင်တဲလို့စားပြီးတော့မှဘိုးတော်တစ်ခုတည်းဝင်သွားပြီးသူတို့တွေ့ရတဲ့အရာကသူတို့ကိုစကားပြောမတတ်အောင်ဖြစ်စေခဲ့တယ်ရဲတယောက်ကအဖြူရောင်ဝတ်တစ်ခုကိုတာတာရရချီလိုက်ပြီးမဲ့မတော်တဆထောင်ချောတစ်ခုကိုတိုးလိုက်မိတယ်အကယ်၍သူတို့ကအဲ့ဒီအချိန်မှာလျှက်စစ်ကိုဖျက်လိုက်ရင်အဲ့ဒီလူတွေကိုကဲတင်နိုင်တော့ပါတယ်ဒါပေမဲ့သူတို့ကဘာတစ်ခုမှမလုပ်ခဲ့ဘူးသူတို့ကလူတိုင်းသူတို့မျက်လုံးရှိမှာတေဆုံးသွားတာကိုငေးကြည့်နေခဲ့ကြတယ်သူတို့ဟာသွေးသားကိုကူညီပေးတဲ့အထိဖြစ်သွားခဲ့တယ်ပြီးတော့ကားရဲ့အရေးကြီးဆုံးအခိုက်အတန့်ကရောက်လာပြီးလူတစ်ယောက်ကသွေးသားကိုသူ့ရှိမှတွေ့လိုက်တယ်သူကပြေးဖို့ကြိုးစားပေမဲ့မြေပြင်ပေါ်ချော်လဲသွားခဲ့တယ်ရိုးရိုးသားသားပြောရရင်ဒါဟာသူ့ရဲ့အသက်မွေးဝမ်းကြောင်းတစ်လျှောက်လွယ်ဆုံးလူတက်မှုဖြစ်တော့ပါတယ်သွေးသားကိုယ်တိုင်တော့ဒါကအရန်ယူရှင်းလုံးတယ်လို့ထင်မိနိုင်တဲ့စိန်ခေါ်မှုလုံးဝမရှိခဲ့ဘူးအဲ့ဒါကသူ့ရဲ့ professional ဂုဏ်မှန်ကိုထိခိုက်သွားစေနိုင်တယ်ဒါကြောင့်သူကလေးများနဲ့ပြတ်တက်ဖို့ဆုံးဖြတ်လိုက်တဲ့ဘေးခန်းထဲကသူ့လုပ်ဖို့တိုင်ဘက်ကအတန်တွေကြားလိုက်တဲ့သူကရဲကိုခေါ်ဖို့ကြိုးစားပေမဲ့သွေးသားကသူ့ကိုအချိန်မပေးခဲ့ဘူး